ဘောလုံးတော်စုကိုရရှိခဲ့တဲ့တူးရဲတော့ကိုသမားသူကတမိုင်းမှာဘောလုံးတော်စုကိုရခဲ့တဲ့တူးရဲတော့ကိုသမားပဲဖြစ်ပါတယ်သူ့ကိုဂိုးသွင်းမှုဆိုတာကမဖြစ်နိုင်တော့မှာပဲဘိုးသွင်းမှုအကောင်းဆုံးအနေထားကိုရထားမဲ့တိုက်စစ်မှုကကံဖို့အစင်းသစ်ဖြစ်နေတဲ့အချိန်မှာတော့မှအဲ့ဒီကိုသမားရုတ်တရက်ပေါ်လာပြီးတော့သူ့ရဲ့ကိုအပြစ်နာစာမရှိကာကွယ်ပေးနိုင်ပါတယ်အဲ့တော့ပဲပြင်းထန်တဲ့ကံသွင်းမှုဖြစ်ပါသေးသူကအလွယ်တကူဖမ်းနိုင်ခဲ့ပါတယ်သူကတိုက်စစ်မှုတွေကိုကိုယ့်ရဲ့ရေးချင်းကိုတော်မှတန်တရားဝင်သွားအောင်လို့လုပ်နိုင်ခဲ့ပါတယ်ဘလို့ကချိုးသားကံသွင်းပါစီဘာတစ်ခုမှမဝင်ခဲ့ပါဘူးသူ့ပတက်ကနေပြီးတော့အုတ်ထုတ်ထစ်အငြိမ်းတန်းအမဲအောင်ဝတ်စုံနဲ့ကစားတက်ပြီးတော့သူကသူ့ခစ်တဲ့အများကြီးရှေ့ကိုရောက်နေတဲ့ကိုသမားတအုပ်လို့ပြောရပါလိမ့်မယ်သူကစားတော့မြင်မှုရဲ့သူကနေပါပြီမေသူကအနာဂတ်ကိုကြိုတင်ခံမှန်းနိုင်စွမ်းရှိရလို့တော့မှထင်ရပါတယ်ကိုရဲ့အကြောင်းနိုင်ကိုသူရောက်နိုင်ပါတယ်သူကကြံပဲရဲ့ကစားကွက်ကိုအငြိမ်းတန်းကြိုတင်ခံမှန်းနိုင်ခဲ့တာဟာသူ့ရဲ့လူဝက်ချက်ပဲဖြစ်ပါတယ်ဒါပေမဲ့သူကမယုံကြည်နိုင်လောက်အောင်တီးကြတေးကြသွားအချိန်မှန်နေရာမှအငြင်းနဲ့ရှိနေခဲ့ပါသည်ကိုသွင်းတိုင်းဘောလုံးတော်မှာပုံကြီးအောင်လိုမျိုးရုပ်ပြက်ပေါ်လာတတ်လို့သူ့ကိုတရေတစ်ချေတပားနေအောင်မှတူပြီလို့ပြောခဲ့ကြဘူးပါသူကတာမန်ကိုသမားတူမဟုတ်ပါဘူးသူကတိုက်စစ်မှုရဲ့အိမ်မက်ကိုဖျက်ဆီးပစ်ခဲ့တဲ့သူပါဒါကြောင့်လေသူကဘောလုံးတော်စုကိုရရှိခဲ့တဲ့တူးလဲသောကိုသမားဖြစ်ကြံရှိနေပါသေးတယ်သူတို့တော့ပင့်ကူနဲ့ကြီးလို့တင်စားပြီးတော့ခေါ်ဝေခဲ့ကြပါသည်